အိမ်မဲဂိမ်းဝန်တာအိုတွေဆောင်းသားနေကြတယ်အာဇာပရိုမီလီယာဆိုတဲ့ဂိမ်းတစ်ကြီးကြောင်ပြောပြတော့မှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Creative Gaming မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီဂိမ်းဟာဘယ်လိုဂိမ်းလဲဆိုရင်နာမည်ကြီးအာဇလန်ဂိမ်းကိုထုတ်လုပ်ခဲ့တဲ့မန်ဂျူဆိုယိုကနေတီရန်ဖိုင်နေတဲ့ Fantasy Open World အရှင် RPG ဂိမ်းမျိုးစားပဲဖြစ်ပါတယ်ဒီဂိမ်းရဲ့အဓိကဆွဲဆောင်မှုကတော့ရုပ်ထက်နဲ့ graphic ဘိုင်းဟာအိမ်မဲကားလုံးကားကြီးတကားကိုကျင်းရသလိုမျိုးအရောင်လှပပြီးတော့ visual ဘိုင်းကလည်းအသေးစိတ်ကအစားမိုင်လုံးနေတာပဲဖြစ်ပါတယ်ဒီကိန်းရဲ့ဇာတ်လမ်းကတော့မော်ဆန်တဲ့တရဝါရီပြင်းနေတဲ့ကျေးရာကဘာကြီးထဲမှာအခြေခံထားပြီးတော့ကစားသမားတွေကလှပလွန်တဲ့ကဘာကြီးထဲမှာလွတ်လပ်စွာလဲလှယ်စူးစမ်းရင်းနဲ့ဆူနာငါဖွင့်ရမှာပဲဖြစ်ပါတယ်ဒီကိန်းရဲ့မှာဘာတွေပါဝင်လဲဆိုရင်တော့အဓိကထူးခြားချက်အနေနဲ့ပန်းလို့ခေါ်တဲ့ချစ်စရာမော်တရဝါလေးတွေပါဝင်မှာပဲဖြစ်ပါတယ်အဲဒီကောင်လေးတွေကိုလမ်းလံဖန်စီကမွေးမြူတာတွေလုပ်လို့ရမယ်အပြင်သူတို့ကိုစီးနှင်းပြီးတော့သွားလာတာပြန်လာတာတွေပြီးတန်ပွဲထဲမှာပါအဖို့အဖြစ်ခေါ်တော်လို့ရအောင်မှာပဲဖြစ်ပါတယ်ဒါပြင်ကိုပိုင်ချန်ဆိုင်တာအိမ်မွေးတိရစ္ဆာန်မွေးမြူတာအချက်ပြုတ်လုပ်တာစားတဲ့ simulation ဘိုင်းပြေပုံစံတွေလည်းပါဝင်မှာပဲဖြစ်ပါတယ်ဒီကိန်းရဲ့ game လေးပိုင်းကတော့စက်ကောင်၄ကောင်အထိတင်းဖွဲ့ပြီးတော့မြန်ဆန်တော်လက်တဲ့အရှင်စနစ်နဲ့တိုက်ခိုက်ရမှာဖြစ်ပြီးတော့စက်ကောင်တွေရဲ့မတူညီတဲ့ element လို့ခေါ်တဲ့ဓာတ်ဆင်စွမ်းရည်တွေကိုပေါင်းစပ်ပြီးကိုမိုလန်သားတွေကိုထုတ်ရမှာပဲဖြစ်ပါတယ်တိုက်ခိုက်ရမယ့်ရန်သူတွေကတော့လန်ကီမှာကြုံရမယ့်ဘလူးတရဝါရီနဲ့စင်ကုန်မှုကြီးမာတဲ့ကဘာဦးဘောအကောင်ကြီးတွေပဲဖြစ်ပါတယ်ဒီကိန်းကြီးကဘယ်တော့ထွက်ရှိမလဲဆိုရင်တော့2026ခုနှစ်အတွင်းမှာပဲထွက်ရှိမှာပဲဖြစ်ပါတယ်ဒါပေမဲ့ global version တွေနဲ့ဘယ်ရောက်ထွက်မလဲဆိုတာတော့အတိအကျမသိသေးပါဘူးဒါပေမဲ့ကဘာတဝန်းလုံးမှာ PR တက်စနစ်မှုတွေလှုပ်ဆောင်နေပြီပဲဖြစ်တာကြောင့်မကြာခင်ချိန်ချင်းမှာတရားဝင်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်ဒီကိန်းလေးထွက်ရှိလာပြီဆိုရင်လည်းဘလို့ဖုန်းတွေမှာစောင့်စားလို့ရမလဲဆိုရင်တော့ဒီကိန်းကြီးရဲ့ရုပ်ထွက်နဲ့ graphic ဘိုင်းဟာအရန်ကိုအဆင်ပြေတာကြောင့်ဖုန်းဟာအသေးနဲ့ရှိဖို့လိုအပ်ပါလိမ့်မယ် processor အနေနဲ့ကတော့ Snapdragon 800C Diamond Series ဘိုင်းဆိုရင်တော့ Diamond Series 800နဲ့အထက်ဆိုရင်တော့အဆင်ပြေစောင့်စားလို့ရမှာပဲဖြစ်ပါတယ်ဒီကိန်းလေးထွက်ရှိလာပြီဆိုရင်လည်း Android နဲ့ iOS ဖုန်းတွေမှာပါစောင့်စားလို့ရမှာပဲဖြစ်ပါတယ် Anime style ရုပ်ထွက်နဲ့ graphic မိုက်စာ Fantasy Open World ကဘာကြီးထဲမှာစောင့်စားရတာကိုကျန်နေတဲ့ brother တွေတော့ကတော့ဒီကိန်းလေးကအရွေးချက်တင်ဆုံးဂိမ်းပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြလို့ကျေးဇူးအများကြီးတင်ပါတယ်